အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ Better Happiness ဆိုခေါ်တဲ့ပျော်ရွှင်ခြင်းခေါင်းလောင်းရဲ့ရေလိုက်ပုံစံတိစောက်ထားတဲ့ Henderson Wave တရားနဲ့ view point လေးရမ်းလှတဲ့ Mouth of a Pig ကိုမြှုပ်သွားခဲ့တာလေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲမြှုပ်နဲ့တူတူဘယ်လိုသွားခဲ့ရဆိုတာကိုလိုက်ကြည့်ပေးကြပါဦးနော် Vivo City ဘက်ကနေလာမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ Better Happiness နေရာလေးကိုရောက်မှာဖြစ်ပါတယ်ရှင်ဒီနေရာလေးက Mouth of a Pig ရဲ့ cable car စီးရဲ့နေရာလေးနဲ့မလန့်မဝေးမှာပဲရှိပါတယ်ရှင်အခုပြထားတဲ့ရောင်စုံလေးကားလေးအတိုင်းဆက်ပြီးတော့ရှောက်လာခဲ့ပါဆိုလို့ရှိရင် Better Happiness နေရာလေးကိုရောက်ပါပြီရှင်အရင်တစ်ခေါက်တွေလာတော့ကတော့ဒီခါလောင်းရဲ့အပေါ်မှာပေါ့နော် Poland Better Happiness လို့ရေးထားတာရှိတဲ့အတိုင်းပဲအခုကတော့မရှိတော့ဘူးပေါ့နော်ဒီခါလောင်းနဲ့မလန်းမိုးရဒီလက်ရန်လေးမှာဆိုလို့ရှိရင်လည်းခါလောင်းလေးရေးချိတ်ဆွဲလို့ရတယ်လို့အမှတ်တရတော့ကြိတ်လေးလည်းချိတ်ဆွဲလို့ရပါတယ်ရှင်Better Happiness ကနေနောက်ထပ်သွားတဲ့နေရာကတော့ Mouth of a Pig ပဲဖြစ်ပါတယ်ရှင်ဒီနေရာက view point လေးဖြစ်ပြီးတော့ဒီနားမှာတပုံရိုက်မယ်ဆိုလည်းရမ်းလာတယ်ပေါ့နော်ဒီနေရာမှာကစင်ကာပူရဲ့အထင်ကြီးနေရာလေးတွေကိုလည်းသူကလမ်းညွန်ဒီမြားလေးနဲ့လည်းတီချာညွှန်းထားတယ်ပေါ့နော်ဘယ်နားမှာဥမာမာလိုင်းရုပ်ဘယ်ဘက်မှာရှိလဲ Vivo City ဘက်မှာရှိရဲဆိုတာဒီမှာသူတို့အခုမြားလေးနဲ့ပြထားပြီးတာပဲဖြစ်ပါတယ်ရှင်ဒီမှာက view point လေးလည်းရမ်းလာပြီးတော့မာလိုင်းရုံသေးစားလေးနဲ့တပုံရိုက်လို့ရပါတယ်ရှင်အခု Mouth of a Pig ကနေပြီးတော့သူတို့ပြထားတဲ့လမ်းကြောင်းလေးရဲ့အတိုင်း Henderson Wave ကိုဆက်ပြီးတော့သွားမှာပဲဖြစ်ပါတယ်ရှင်ဒီကနေပြီးတော့ Henderson Wave ကိုကတော့10မိနစ်လောက်လမ်းရှိုင်းအောင်နဲ့မြည်ဆိုလို့ရောက်မှာဖြစ်ပါတယ်ရှင်အခုရောက်နေတဲ့ Henderson Wave တရားကစင်ကာပူမှာရှိတဲ့လူကူကုန်းတရားအိမ်ထဲကအမြင့်ဆုံးဒီတရားပဲဖြစ်တယ်ပေါ့နော်သူကမြေပြင်ကနေဆိုလို့ရှိရင်လည်း36မီတာမြင့်ပြီးတော့အရှည်လျားအနေနဲ့ဆိုရင်195မီတာရှည်ပါတယ်ရှင်ဒီတရားရဲ့ဖွဲ့စည်းပုံကတော့ကွင်းနေတဲ့စတီးတွေနဲ့သူကတစ်တားတွေနဲ့အကုန်လုံးပေါင်းစပ်ပြီးတော့လူပညာမြောက်စွာတည်ဆောက်ထားတာပဲဖြစ်ပါတယ်ရှင်ဒီနေရာကတင်ရှားတဲ့နေရာတွေကတခုဖြစ်တဲ့အတွက်ကိုကတကယ်လို့စင်ကာပူကိုလေးလာခဲ့မယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုသွားပြအောင်လေးသွားခဲ့ပေါ့နော်ဒီတရားမှာကအခုလိုမျိုးလေ့ကျင့်ခန်းလုပ်တဲ့လူတွေလည်းရှိသလိုအလေပတ်လာရောက်တဲ့လူတွေနဲ့လည်းစီကားနေရပေါ့နော်ဒီနေရာမှာကတော်တော်များများကလာရောက်ပန်းဖြေပြီးတော့အနားယူကြတယ်အခုသူတို့ဒီမှာလှုပ်ထားပြီးအနားယူထားနေရာမှာဆိုလို့ရှိရင်လည်းမြစ်စုတို့လဲလောင်းလိုက်တာနဲ့လေးအေးလေးနဲ့တော်တော်လေးနေလို့ကောင်းတယ်ပေါ့နော်လမ်းလျှောက်လို့မောပန်းသမျှရဲ့အကုန်လုံးလည်းဒီနေရာမှာပဲတခါနဲ့မောပြေသွားပါတယ်ရှင်I'ma kick back when you fake like that. Header at the game, I don't play that fact. Once you let me go, no you never come back. I'ma be the best that you never had. I'ma kick back when you fake like that. Header at the game, I don't play that fact. Once you let me go. အခုမြစ်စုတို့ Vivo City ကနေပြီးတော့ Henderson Wave လာဖို့အတွက်ကိုလမ်းလျှောက်ခဲ့ရတော့နိုင်ယူက45မိနစ်တော့ကြာတယ်ပေါ့နော်တကယ်လို့ကိုကတိုက်ရိုက်လာခြင်းနဲ့ကားစီးပြီးလာခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ရှင်မြစ်စုတို့ Harbourfront MRT ကနေထွက်ပြီးတော့ bus interchange ကနေဒီနေရာကိုတိုက်ရိုက်လာလို့ရပါတယ်ရှင်မြစ်စုကတော့ hiking လုပ်တာကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ကိုလက်လည်းကျမ်းမာရေးလည်းလုပ်လေ့ကျင့်ခန်းလည်းလုပ်လေတော့ကိုလက်လေးရပုတ်ပါပြီးတော့နေလို့ထိုင်လို့တော်တော်လေးကောင်းပါတယ်ရှင်တကယ်လို့ကိုက hiking လုပ်ချင်နေဆိုရင်တော့ Vivo City ACD ကနေထွက်ပြီးတော့အခုဒေါ်လာလေးတိုင်းဆက်ပြီးတော့ရှောက်လာလို့ရှိရင်15မိနစ်လောက်ရှာရုံနဲ့ခုနကမြစ်စုတို့သွားခဲ့တဲ့ Better Happiness ကိုရောက်မှာဖြစ်ပါတယ်ရှင်ဒီနေရာလေးကတော့ကျမ်းမာရေးလိုက်စားတဲ့လူလေးလေ့ကျင့်ခန်းလုပ်ရတာပြောတဲ့လူတွေအတွက်အရန်ကိုပြောဖို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုလည်း like share နဲ့ subscribe လေးလုပ်ပါပါအောင်ရှင်ဒီနေရာလေးကတော့ Better Happiness နားမှာရှိတဲ့ cable car station လေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲမြစ်စုရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာအားလုံးပြန်တွေ့ကြမယ်နော်အားလုံးပဲတတားပါ